TikTok ကိုသုံးပြီးတော့ကိုယ့်ရဲ့ဗီဒီယိုတွေကမမြင်စေချင်တဲ့နေရာတွေကိုဝါအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့သိချင်နေတဲ့သူတွေအတွက်ကိုလည်းအသက်ဒီဗီဒီယိုနဲ့လာပြီးတော့မှမျှဝေပေးတော့ပါမယ်ဆိုတော့အသက်တို့တွေတူတူဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုကဒီဗီဒီယိုတွေကနေပြီးတော့မှပညာတစ်ခုရသွားတယ်ဆိုရင် comment box မှာ yes လို့ရေးခဲ့ပေးပါနောက်ဗီဒီယိုတွေမှာထပ်ပြီးတော့စုံကြပါမယ်အသက်ကတော့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုယ့်ရဲ့ branding ကို online ပေါ်မှာထိုးဖောက်အောင်မြင်ခြင်းတဲ့သူတွေအတွက်လိုအပ်တဲ့ digital skills တွေကိုလာပြီးတော့မှသင်ပြပေးနေတဲ့ digital skills coach and trainer ဒီချက်သက်ဖြစ်ပါတယ်ရှင်ဆိုတော့ TikTok တွေကိုတွားလိုက်မယ်တွားပြီးသားဆိုလို့ရှိရင်တော့ဒီမှာရှိတဲ့အပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတဲ့အခါမှာ TikTok မှာပဲဗီဒီယိုရိုက်ရှင်နေဆိုလဲရိုက်ကိုယ့်ရဲ့ဖုန်း gallery တွေကနေပြီးတော့မှဆွဲထည့်မယ်ဆိုလဲယူပေါ့နော်အဲဒါကတော့ကိုယ့်ရဲ့ဒီဖုန်း gallery တွေကဗီဒီယိုတစ်ပုဒ်နဲ့နမူနာလုပ်ပြပေးမယ်ဥပမာအနေနဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုယူလိုက်မယ်ပေါ့ယူပြီးသွားပြီဆိုလို့ရှိရင်ဘယ်ထဲသွားရမလဲဆိုတော့ဒီမှာရှိတဲ့ဒီနေရာလေးเนาะဒီနေရာလေးကိုတစ်ချက်နှိပ်ပြီးဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်အနေနဲ့ဘယ်ထဲသွားရမလဲဆိုလို့ရှိရင်ဒီမှာ sticker ဆိုတာလေးရှိရဲ့เนาะ sticker ဆိုတာလေးရှိအဲ့ဒီ sticker ဆိုတာလေးတွေကိုသွားမယ်တွားပြီးသွားပြီဆိုလို့ရှိရင်ဒီရှာရမယ့်နေရာလေးမှာဗာလေးရိုက်ရှာရမလဲဆိုရင် BLUR ပေါ့နော် blur ဆိုပြီးတော့ရိုက်ရှာပြီးတဲ့အခါမှာဒီ keyboard ကမှန်ဘလူးလေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီကျလာတဲ့ထဲမှာ blur ပုံစံတွေကအမျိုးမျိုးရှိတယ်အဲ့ဒီနေရာမှာကိုကဘယ်ပုံစံဘယ်ဒီဇိုင်းကိုကြိုက်လဲပေါ့နော်ကိုကြိုက်တဲ့ဒီဇိုင်းကိုရွေးမယ်ပေါ့ဥပမာအနေနဲ့ကိုကဒီဒီဇိုင်းကိုကြိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် site အကြီးသေးကိုကိုယ့်ရဲ့လက်ကလေးနဲ့အကြီးသေးလေးချိန်မယ်ချိန်ပြီးသွားပြီဆိုလို့ရှိရင်ကိုမမြင်စေချင်တဲ့နေရာလေးကိုသူ့ကိုနေရာချလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုတွေကမမြင်စေချင်တဲ့နေရာလေးဒီဝါသွားပြီပေါ့အဲ့ဒါမှကိုကဒီနောက်ထဲအထိမပါစေချင်ဘူးမမြင်စေချင်ဘူးဆိုရင်ဒီတုံးလေးကိုဖိပြီးတော့မှကိုလိုတလောက်လေးဘယ်လောက်ထိမပါစေချင်တာလဲကိုမပါစေချင်တဲ့နေရာအတိုင်းတာလေးထိကိုဒီအတိုးလျှော်လေးဒါလေးကိုဖိဆွဲပြီးတော့เนาะပြောမယ်ဆိုရင်ဒါလေးအဲ့ဒါလေးကိုဖိဆွဲပြီးတော့မှရှေးနောက်ကိုလိုတလို့လေးဘယ်နာလေးလောက်ထိမပါစေချင်တာလဲဆိုတာလေးကိုထည့်မယ်တကယ်လို့ဒီဒီဇိုင်းကိုကမကြိုက်ဘူးပေါ့เนาะကိုဒီဇိုင်းကကြိုက်တဲ့ဒီဇိုင်းကအဲ့ဒါမဟုတ်ဘူးဆိုလို့ရှိရင်လည်းတခြားဒီလိုမျိုးဒီဇိုင်းတွေလည်းသွားပြီးတော့မှယူလို့ရတယ်ယူပြီးလို့ရှိရင်ကိုမမြင်စေချင်တဲ့နေရာလေးကိုသွားပြီးတော့မှကွယ်မယ်ပေါ့ဒီနေရာမှာတခုရှိတာကကျတော့ဒီဇိုင်းအပြင် site ပေါ့နော်ဒါလေးကတော့ square site လေးဖြစ်တဲ့အတွက်ကိုကွယ်ချင်တဲ့နေရာလေးဒီအဲ့လိုပုံစံလေးဆိုရင်ဒီ effect လေးကတော့ပိုကောင်းတာပေါ့နော်ဒီပုံစံလေးကတော့တကယ်လို့ခုနလိုမျိုးတေးသေးရှည်ရှည်လေးအခုလိုမျိုးပေါ့နော်ဒီလိုမျိုးကိုကွယ်ချင်တဲ့နေရာလေးကတေးသေးရှည်ရှည်လေးဆိုလို့ရှိရင်တော့ခုနက sticker ထဲမှာဒီမှာပြထားတဲ့တေးသေးရှည်ရှည်ဒီဇိုင်းလေးကတော့ပို့ပြီးတော့မှအဆင်ပြေတာပေါ့အဲ့တော့ကိုဒီကိုကွယ်ချင်တဲ့အရာပေါ်မှာမူတည်ပြီးတော့မှဒီဒီဇိုင်းရဲ့ site ရဲ့ကိုစိတ်ကြိုက်သွားပြီးတော့မှယူပြီးရင်ကိုလိုတလောက်အတိုင်းတာလေးအရွှေပြောင်းလေးလုပ်ပြီးတော့မှဗီဒီယိုတွေကမမြင်စေချင်တဲ့နေရာတွေကိုTikTok ကိုတုံးပြီးတော့ဝါကျင်တဲ့အခါမှာဒီနီလန်းကိုတုံးပြီးတော့မှဝါအောင်လုပ်လို့ရမှာမျိုးပဲဖြစ်ပါတယ်ဆိုတော့လုပ်ကြည့်ကြည့်ပါဒီဗီဒီယိုတွေကနေပြီးတော့ကိုကပညာတစ်ခုရသွားတယ်ဆိုရင် comment box မှာ yes လို့ရေးခဲ့ပေးပါနောက်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြပါမယ်